အောင်လအန်ဆန်နဲ့ဂျိုရှူအာဘန်ကမြန်မာတိုက်ခိုက်ရေးလောကကကစားသမားတိုင်းအားကြကြတယ်သူတို့ကရေကန်မြေကန်ကောင်းကိုယ်ဝါဒနာကိုစိတ်တိုင်းကြပုံဖော်နိုင်တဲ့ရက်ဒေသမှာလူဖြစ်လာကြတယ်ဒီလိုသာမဟုတ်ရင်ဘာမှဖြစ်လာမယ်မထင်ဘူးမြန်မာပြည်ပွားကဘာကျော်တွေကတိုက်ခိုက်ရေးလောကထဲမှာပဲရှိနေတာမဟုတ်ပါဘူးလွတ်လပ်ရေးကောင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဦးသက်ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်အမေစုတို့ဟာကောင်းတဲ့နဲ့ကြော်ကြားသူတွေပါသူတို့လိုလူတွေအများကြီးလိုအပ်ပါတယ်ခေတ်စနစ်မကောင်းရတဲ့ကြားတွေမြန်မာနိုင်ငံကိုကိုစားပြုပြီးကမ္ဘာအလယ်မျက်နှာပွင့်အောင်စ조사နေသူတွေလည်းရှိပါတယ်အဖွဲ့အစည်းတစ်ခုခုကိုမျက်နှာလိုမျက်နှာရဖားပြီးမြန်မာနိုင်ငံကိုစားပြုခြင်းအောင်စောင့်နေသူတွေကိုဆိုလိုတာမဟုတ်ပါဘူးဘောလုံးအားကစားဝါသနာရှင်ပြည်သူများအတွက် iPad ခွင့်ရှိကို53လုံးမြင့်နဲ့ Wish ပဲများကိုဝေချေးစိတ်ချတာနဲ့ Viber နံပါတ်39 58ခွင့်တစ်တီ Coalition မှာစော်ကားနိုင်ပါပြီဖြစ်ပါတယ်ခင်ဗျာတိုက်ခိုက်ရေးလောကကဖိုက်တာအများစုဟာကိုတူးကိုချုံပြီးလောကဒဏ်ကိုဖျက်ဆီးနေရသူတွေပါအခက်အခဲတွေကြားတဲ့လေ့ကျင့်ပြင်ဆင်ပြီးခန္ဓာဘဝကိုဖန်ဆင်းနေရတာပါပညာရေးအခြေခံနိုင်ပါပေမဲ့ရိုးသားဖြူစင်စွာဘဝကိုဖျက်ဆီးနေသူတွေဖြစ်ပါတယ်အဲ့ဒီဖိုက်တာတွေထဲမှာတန့်စင်ကရိုးသားလွန်းသူလို့ဆိုရပါမယ်တခါတလေတော့လဲတန့်စင်ကရိုးအလွန်းတယ်လို့ဖြစ်နေတယ်လူပြင်းကြိုက်မီဒီယာတွေရဲ့အမြောက်ပင်တွေကြားထဲမျောပါခဲ့တယ်လူငယ်ပီပီအောင်မြင်မှုတန်ကိုတန့်စင်မခံနိုင်ခဲ့ပါဘူးကိုယုံကြည်စိတ်လွန်ခဲ့တယ်ကမ္ဘာအဆင့်ဂျပန်ဖိုက်တာတာခဲရုကို knockdown ဖြစ်အောင်ထိုးပြခဲ့လို့တန့်စင်လူကြိုက်ပိုများခဲ့တယ်တန့်စင်ရှုံးခဲ့ပေမဲ့ဂုံမငယ်ခဲ့ပါဘူးတန့်စင်ကအစောပိုင်းမှာပြောခဲ့သလိုပဲဖြူစင်စိတ်ထားရှိသူပါသူကထိုးကြီးတွေကိုလှူဒန်းနေရှိတယ်ဒါပေမဲ့သူ့ရဲ့အတိတ်ကံကသိမကောင်းဘူးဝမ်ချန်ပီယံရှစ်ဥက္ကဋ္ဌချက်ထရီကတန့်စင်ကိုသဘောကျလို့ပွဲတွေဇက်တိုက်ပေးခဲ့တာပါတာခဲရုလိုကမ္ဘာအဆင့်ဖိုက်တာနဲ့ပွဲတည်ပေးခဲ့သလိုဝမ်ရဲ့အခမ်းအနားဆုံး172မှာလည်းပွဲထုတ်ဝင်ပေးခဲ့ဘူးပါတယ်ဒါပေမဲ့တန့်စင်ရဲ့အတိတ်ကံကအမြင့်ဆုံးဆင့်မရအောင်ဆွဲချနေတယ်မျက်လုံးတန်ရာကြောင့်ပွဲမထိုးပဲနှုတ်ထွက်ခဲ့ရတယ်တန့်စင်ရဲ့ပေးသက်တွေကတန့်စင်ကိုသူ့ကိုထုံးလင်မိုးလိုမျိုးမျက်လုံးဝေဒနာကြောင့်ဖိုက်တာဘဝကနေနားရမှာစိုးရိမ်နေတာပါဒါပေမဲ့တန့်စင်ရဲ့ဖြူစင်စိတ်တဲ့နဲ့ကောင်းမှုတွေကြောင့်မျက်လုံးဝေဒနာကအချိန်တိုတွင်ပျောက်ခဲ့တယ်တန့်စင်ကကန်ဆာတာညှို့ရော်ချိန်မှာတာသနာပေါင်ဝင်ပြီးကံပြန်မြင့်ခဲ့ပါတယ်ပြီးတော့မြမငလင်ဘေးအတွက်လည်းလှူဒန်းခဲ့ပါတယ်အဲ့ဒီစေတနာအကျိုးပေးတွေကပဲတန့်စင်ကိုကူညီဆောင်ရှောက်နေပုံပါပဲတိတ်မကြခင်အချိန်တိုတွင်မှာတန့်စင်ရဲ့ပွဲတွေပြန်မြင်တွေ့ခွင့်ခန်းစားခွင့်ရပါမယ်တန့်စင်ကိုယ်တိုင်လည်းသူ့ပွဲလာတော့မယ်ဆိုပြီးသတင်းပေးထားပါတယ်တန့်စင်ကရီမန်းချက်ကြီးတယ်သူ့အတွက်နိုင်ပွဲတွေလိုနေတယ်သူ့ပေးသက်တွေကလည်းမျှော်နေပါတယ်ကောင်းတာလို့ရင်ကောင်းကျိုးခံစားရတယ်လို့မြတ်စွာဘုရားကဟောကြားထားပါတယ်ဒါပေမဲ့ကံကိုယုံပြီးစူးပုံနေရင်မှားပါလိမ့်မယ်။ကံဉဏ်ဝရိယ၃မျိုးပေါင်းဆက်ပြီးဘဝကိုတိဆောက်ဖို့လိုအပ်ပါတယ်။ကံဆိုတာမွေးရပါကံမွေးပြီးဖြစ်လာတဲ့ကံဆိုပြီးရှိနိုင်ပါတယ်။မွေးရပါကံဆိုတာရှင်းအောင်ပြောရရင်မြန်မာပြည်မှာမမွေးပဲအမေရိကန်မှာလူဖြစ်တာမျိုးပါ။ National မှာဘောလုံးသမားမဖြစ်ပဲ Premier League မှာဘောလုံးသမားဖြစ်တာမျိုးပါ။မွေးပြီးဖြစ်တဲ့ကံဆိုတာကတော့ကိုယ့်ရဲ့ပါရမီအတိတ်နဲ့စ조사အားထုတ်မှုတိုင်းဖြစ်လာတာပါ။မက်ဆီကပါရမီရှိတယ်ဆိုပြီးငပြင်းလုံးနေရင်ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ဒီမထိုးပဲထီပေါက်ချင်လို့မရတယ်လို့မျိုးပေါ့စိတ်ထားကောင်းပြီးစ조사နေတဲ့တန်းစင်ကအောင်ပွဲတွေယူပြီးမြမကုံဆောင်နိုင်မှာပါဒါပေမဲ့ရိုးသားတာမဟုတ်ပဲရိုးအလွန်းတာသူ့ကိုထုံးလင်မိုးရဲ့တခါတလေအပြောဆိုလွဲတာလေးတွေကတန်းစင်ရဲ့ကစားသမားဘဝကိုတေဆုံးစေနိုင်ပါတယ်အပြောမတက်တော့ဆဲတယ်လို့မဖြစ်အောင်သတိထားရမယ်ကိုအကောင်းဆုံးပြင်ဆင်ပြီးပိုကောင်းအောင်လုပ်ရမှာဖြစ်ပါတယ်အဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးများတင်ပါတယ်